2026နှစ်ဝက်ပိုင်းမှာတင်ပွဲပြန်ထိုးမယ်လို့ပြောလာတဲ့အေလီယာတူပူရီယာအားလုံးပဲမင်္ဂလာပါနော့ကော့ပန့်ချ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အေလီယာတူပူရီယာတယောက်ကတော့သူ့ရဲ့မိသားစုကိစ္စတွေကြောင့်အထူးသဖြင့်သူ့မိန်းမနဲ့ဖြစ်နေတဲ့အမှုကိစ္စတွေကြောင့်ပဲကစားသမားဘဝကနေတော့အနားယူမယ်လို့ဆိုထားပေမဲ့လည်းအခုလက်ရှိမှာတော့သူ့အနေနဲ့2026နှစ်ဝက်ပိုင်းမှာချန်ပီယံကာကွယ်ပွဲကိုပြန်လဲထိုးသက်သွားမယ်လို့ဆိုလာပါတယ်ဒီချန်ပီယံကာကွယ်ပွဲအနေနဲ့ကတော့ UFC 324ရဲ့ခေါင်းပွဲမှာထိုးသက်သွားမဲ့ Justin Gaethje နဲ့ Paddy Pimblett တို့ရဲ့ပွဲကအနိုင်ရရှိတဲ့သူနဲ့သူကချန်ပီယံကာကွယ်ပွဲကိုထိုးသက်သွားရမယ်လို့ဆိုထားပါတယ်။ဘာပဲဖြစ်ဖြစ်အလီယာတူပူရီယာတယောက်အော်တိုကွန်နဲ့ပြန်ဝင်လာမှာကိုပိတ်သက်တွေအားလုံးပဲရှင်းနေကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့အေလီယာတူပူရီယာရဲ့စွမ်းဆောင်ရည်ကောင်းနေပိုင်ဆိုင်ထားမှုနဲ့နောက်လာမဲ့ပွဲတွေမှာကောဘလို့စွမ်းဆောင်ရည်တွေချပြအောင်မလဲဆိုတာကိုစိတ်ဝင်စားမိတယ်။ဘာပဲဖြစ်ဖြစ် Justin Gaethje နဲ့ပဲပွဲဖြစ်ဖြစ်Paddy Pimblett နဲ့ပဲပွဲဖြစ်ဖြစ်ပွဲကကြီးကောင်းမယ်လို့လည်းထင်ပါတယ်။ပိတ်သက်တွေအားလုံးကဘလို့တင်နဲ့အောက်က comment လေးမှာမှန်ခဲ့ပေးလို့ရပါတယ်။ Marshall နဲ့ပတ်သက်တဲ့သတင်းတွေကိုတောက်လျှောက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ video လေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်။နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်။